တောင်းခံမဲနဲ့ဒီတိုင်းငါတရားဟောဆရာကြီးกว่าငါဓမ္မဂတိကกว่าငါတရားဟောနေတာกว่าဘယိတ်ကနားထောင်နေတာกว่าဆိုတဲ့စိတ်ဓာတ်ကြီးနဲ့များဟောနေရင်ဟောအလ္လာရှင်မြတ်ထံတော်ကစပြီးအစ်စ်နဲ့လာခဲ့တဲ့တရားရည်အေးဟာအဲ့ဒီမိကြီးကျွန်တော်နှလုံးသားထဲကတောက်လောင်ပြီးဟောလိုက်ရင်ဘယိတ်ထံမှာတရားရည်အေးဟုတ်ပါအောင်တော့မလားတရားရည်ဘူးဖြစ်သွားတော့မှာဥမာဆိုကြပါစို့ဗျာနော်ဟိုးပသိမ်မျိုးဟိုဘက်ကမိုင်50ဝေးတဲ့စီကဟိုကရန်ကုန်ဆိုကြပါစို့ဂျိုးယူကနေပြီးတခါတဲ့ပိုက်ကြီးနဲ့သွယ်သွားတဲ့ရေအေးရေကြီးရေသားရန်ကုန်မြို့ဝင်ငံနီးကြတော့မှလှော်ကားကြမှာအောက်ကမီးဘိုကြီးနဲ့ပို့ပြီးတော့လွတ်လိုက်ရန်ကုန်မြို့ထဲပဲရေအေးရောက်တော့မှရေနွေးတွေရောက်ကုန်တော့မှအဲ့ဒီလိုပဲကျွန်တော်တို့နှလုံးသားမှာဟိုအင်မနာမွန်မြတ်တဲ့တရားရည်အေးဟာအခုကျွန်တော်တို့အတွဲမှာစီးပြီးတော့နှလုံးသားစီးပြီးပါဇက်ကပြန်ထွက်တဲ့ချိန်မှာဒီနှလုံးသားတွင်းမှာဒီမိတွေတောက်လောင်နေရင်ဘယ်မှာတရားရည်အေးဖြစ်တော့လဲနော်အဲ့ဒါကြောင့်မို့အန္တပုထုဇဉ်ဖြစ်တဲ့အတွက်ဒီမိတွေကမကင်းတော့ကျွန်တော်မျိုးတော့ဟာဒီလိုမိတွေနဲ့မဟုတ်ဖဲနဲ့တာဝန်ရှိတဲ့အတွက်သာသနာတရားတော်ကိုဟောရပါတယ်လူတက်ကြီးမဟုတ်ပါနော်ဆိုတဲ့ပုဂ္ဂိုလ်ကိုမိအမျိုးမျိုးကကင်းဝေးရရှာတာတောင်းခံခြင်းဖြစ်ပါတယ်ဒုတိယပိုက်ကသုဒိဟိဘလီလ်အမာအန်ကုလီအိုင်နင်ဝဂျီယာယာဆူလ်ကုလမာနရဂျူဟ်ယာဒီဂျမီယာကျွန်တော်တို့အားလုံးဟာအခုကဲဆိုသာသနာအခမ်းအနားတွေမှာလာရောက်နာခံကြတယ်ဆိုတာဟာမြေကြီးလက်ခတ်မလွဲအကျိုးကျေးဇူးဟာရရှိကြပါတယ်နော်တီရမေဇီဆိုတဲ့ဩဝါဒတော်ကျမ်းကြီးထဲမှာမဟာတမန်တော်မြတ်မိန့်တော်မူတယ်တနဇလုရဟမတုအင်ဒဇိကရဆွာလီဟီသူတော်စင်သူတော်ကောင်းများရဲ့အကြောင်းပြောတဲ့နေရာမှာအလ္လာဟ်ရှင်မြတ်ရဲ့မဟာကုမိုးလက်တိတ်ရောသူထဲလဲရည်မရှိအပေါက်ကလေးတော့ဖောက်မထားပါဘူးတစက်မိတ်အောင်ပါအိုးလေးမှောက်ထားလိုက်ရင်ရောရေဝင်သေးလားမဝင်ဘူးမှောက်တော့မမှောက်ပါဘူးဗျာဆိုပြီးဒီတိုင်းတဲ့တယ်လေးတော့မိုးရေခမ်းတယ်အပေါ်ကအဖုံးဖုံးထားရင်ရောမဝင်ဘူးကဲဖောက်လည်းမဖောက်မှောက်လည်းမမှောက်ဖုံးလည်းမဖုံးပါဘူးဗျာအထက်မှာမသန့်မရှင်းတဲ့မစင်ပင်ပုတ်တွေဒီထက်ထည့်ထားလို့ရှိရင်ရောဒီအိုးတဲ့ကြံရတဲ့ရေဟာဝူစုလည်းမသုံးမပြုတ်နိုင်ဘူးသုံးလည်းမသုံးနိုင်တောက်လည်းမတောက်ဘူးဆိုတော့ဟောတဲ့လူကခေါင်းရလောဘမီဒေါသမီမောဟမီမာနမီယာကမီဆိုတဲ့မိမျိုးစုံကင်းဖို့လိုသလိုနာဂာနဲ့ပရိသတ်မှာလဲဒီတရားကိုအိုးနဲ့ခန်းနေသလိုဒီအလ္လာဟ်ရှင်မြတ်ချပေးတော်မူတဲ့မဟာကရုဏာတော်ကိုမိုးရေခံသလိုခံနေတဲ့ချိန်မှာအိုးပေါက်ကလေးမဖြစ်ရလေအောင်အိုးမှောက်ကလေးမဖြစ်ရလေအောင်နော်ဖုံးထားတဲ့အိုးလေးမဖြစ်ရလေအောင်မစင်ပင်ပုတ်တွေကြနေတဲ့အိုးမဖြစ်ရလေအောင်ပရိသတ်အတွက်ပါဒုတိယပိုက်ကတောင်းပြီသုဒဟိဘလီလ်အမာအန်ကုလအိုင်နင်ဝဂျီယာအမှန်တရားကိုမမြင်နိုင်တော့တိမ်တလာဖုံးကွယ်နေသောမျက်စိအားလုံးကိုလည်းကြည်လင်ပြတ်သွားစွာမြင်နိုင်တဲ့အဖြစ်ပြုပြီးတော့ဘူးပါနော်အန်ကုလီအိုင်နင်ဝယာဟဆုလကုလမာနရဂျူဟ်ယာဒီဂျမီယာအိမ်ကလာတော့ငါတို့ဖြင့်ဒီခါနာသွားရင်နာခံခြင်းဖြင့်အကျိုးရှိလိမ့်မယ်လို့အိမ်ကနေပြီးတော့မက်ခံလာတဲ့ဟာတကယ်အလ္လာဟ်ရှင်မြတ်ဖွင့်ပေးလိုက်မှသာလျှင်တကယ်အကျိုးရမယ်အဲ့ဒါလို့မဟုတ်ဘဲနဲ့ဆိုရင်တိမ်တလာဖုံးနေရင်ကျွန်တော်တို့မမြင်ရဘူးအဲ့လိုမဖြစ်ပါစေနဲ့ဆိုပြီးတော့ဒုတိယပိုက်ကအဲ့တော့ဒီဟာခေါင်းရဟောသူရောနာခံသူရောအားလုံးတွေအလ္လာဟ်ရှင်မြတ်ကိုအနံ့ခြင်းဖြစ်ပါတယ်သုဒဟိဘလီလာအမာအောလာအကုလာနိဝါဂျီယာဆုလကုလမာနရဂျူဟောယာဒီဂျမီအာBadare muni re ruye Husane ada Muhammade Abaruye tu komadara
con kế se jadaga abaru ye tu kumadara she con kế se jadaga soja se oma shaina swale ala muhammad ya sura baik ka taman dom nya ku metta pura ba ai che hade ye ziba nure khuda muhammad o la ba tin de tat pe ro mu tho takin ko ro di allah shin mya ye yaung ji ro phit pa de bhaya ba jaung le allah shin mya quran jan nam mya ma main nom laqad ja'akum minallahi nurun wa kitabun mubin manawza lu za paung lo atin do thang ko nga di yaung ji ro ko ayin se lwat ywe thu ja tho jang ko cha pi ro mu no yaung ji ko ayin se lwatအဲ့တော့ကိုရောဟာအလ္လာဟ်ရဲ့ရောင်ကြီးတော်ဖြစ်ပါတယ်ကိုရောတိုင်းကလည်းမိန့်တော်မူတယ်အောက်ဝလူမှာခလကောလာဟူနူရီအလ္လာဟ်ရှင်မြတ်ပထမဆုံးဖန်ဆင်းတာငါရဲ့ရောင်ကြီးကိုဖန်ဆင်းတယ်အနာမင်နူရီလာငါဒီအလ္လာဟ်ရောင်ကြီးတော်မှဖြစ်တယ်ဝလ်ခလ်ကုကုလ်ဟူမင်နူရီဖန်ဆင်းကအားလုံးဟာငါရဲ့ရောင်ကြီးမှတစ်ဆင့်ဖန်ဆင်းတယ်လို့တမန်တော်မြတ်မိန့်တော်မူခဲ့ပါတယ်ဒါဖြင့်ကိုရောမှာဂုံတော်ဘွဲတော်နာမတော်ပေါင်းများစွာရှိတဲ့နက်ကနူရီရောင်ကြီးတော်ဆိုတဲ့ဘွဲတော်နဲ့အစပြုတဲ့ဒီကြပြာကိုဘာလို့ဆိုရတာတော့ဆိုတော့စောစောကမျက်စိကိုကောင်းအောင်လုပ်ပေးပါလို့အလ္လာဟ်စီတင်ပြပြီလူတော်မြည်ဒီမှာတာမန်မေးလိုက်ရင်ခမရအခန္ဓာကိုယ်အစိတ်ပိုင်းနေတဲ့ကဘယ်အစိတ်ပိုင်းကမြင်တာတော့ဆိုရင်မျက်စိကမြင်တယ်လို့ပဲလူတိုင်းပြောကြပါနော်ယူပါယုံကိုဘယ်အစိတ်ပိုင်းကခံစားတယ်လဲမျက်စိကခံစားတယ်ကန္တာယုံဆိုတဲ့အနံ့ကိုနှာခေါင်းကခံစားတယ်ရတာယုံကိုနှုတ်ရှာခံစားတယ်အစာတယ်နော်ခံစားတယ်သောတာယုံကိုနားခံစားတယ်ဖုဒ္ဓဘာယုံကိုတကူလုံးဝခံစားတယ်အာယုံ၅ပါးမှာဘာမြင်တာလဲယူပါယုံကိုဟောဒီမျက်စိရမြင်ဟုတ်သလားမျက်စိရမြင်သလားဘုရုမေမေဟုတ်တာမျက်စိရမြင်တာပေါ့လက်ကမမြင်ဘူးခြေကမမြင်ဘူးနှာခေါင်းကမမြင်ဘူးဘာမြင်တော့မျက်စိရမြင်ကောင်းပြီအဲ့ဒီမျက်စိရမြင်တာဆိုရင်တခါတည်းဓာတ်ပုံကူးတဲ့ဓာတ်ဂရုဆိုတဲ့အမောင်ကန်းနဲ့သွင်းပြီးတော့စာအုပ်တုပ်ချပြီးကြည်စမ်းกว่าမြင်သေးရဲ့မျက်စိရမြင်တာဆိုရင်အလင်းရောင်လုံးဝမရှိသောအမောင်ကန်းတစ်ခုထဲမှာချပေးလိုက်ကာတွန်းစာအုပ်ကတော့ဒီဘက်ကအင်မတန်ကောင်းတဲ့သာသနာရေးကျမ်းစာကြီးတော့တက်ကြည့်စမ်းကာတွန်းစာအုပ်လားဘာမှခွဲလို့မရဘူးဘာမှမပြင်ဘူးမျက်စိကမြင်တာမှန်တယ်အလင်းရောင်တစ်ခုကိုအမိပြုတ်ပြီးမှသာလျှင်မျက်စိကြီးမြင်အဲ့ဒီမှာသာမန်ကျွန်တော်တို့မန်သားမျက်စိကတော့ဟောခွန်ရရေနံကြီးကလေးထွန်းလိုက်ရင်မြင်တယ်တမီလေးထွန်းလိုက်ရင်မြင်တယ်ဗယောင်းနိုင်လေးထွန်းလိုက်ရင်မြင်တယ်ဒါပေမဲ့နှလုံးသားမှာရှိတဲ့အစ္ဆဒမျက်လုံးအတွင်းသားကမျက်လုံးကြတော့သာမန်လောကကမီးတွေထွန်းလို့မရဘူးအဲ့ဒါဒီအမှန်တရားထိုးထွင်းမြင်နိုင်ဖို့အတွက်ရောင်ကြီးတစ်ခုလိုတယ်အဲ့ဒီရောင်ကြီးကဘာလို့နူရ်မုဟမ္မဒီဆလ္လာလာဟ်အလိုင်းဝါဆလမ်နော်ကိုရောမြတ်ရဲ့ရောင်ကြီးတော့အဲ့ဒီ ish အချစ်ရှိမှသာလျှင်မြင်နိုင်ပါတယ်မျက်စိကမြင်နေဆိုတာအလေးရောင်တစ်ခုမီးမှစောစောကမီးပြတ်သွားတော့ဘယ်လိုနေကြရတော့နေလို့မရထိုင်လို့မရဟုတ်တော့လားခဏလေးပြတ်တာဟောမီးလာလိုက်တော့ထေးအဲ့တော့ကုရ်အာန်ကျမ်းတော်များဟာအကယ်၍အမှောင်ငန်းကြီးထဲမှာတက္ကရူးမှာထိုင်ပြီးဖတ်နေရင်ဒါကဘာခိုင်းတဲ့အာယတုံးဒါကဘာတားတဲ့အာယတုံးဆိုတာဘယ်နဲ့လို့သိအလင်းနဲ့ထိုင်ပြီးဖတ်အဲ့တော့ကျွန်တော်တို့ဒီစာအုပ်တော့ဖတ်တော့မယ်ဆိုရင်ပထမဆုံးမီးဖွင့်ပြီးတော့မှစာအုပ်ဖတ်စာအုပ်ဖွင့်ပြီးမှမီးမဖွင့်အဲ့ဒီတိုင်းပဲအလ္လာဟ်ရှင်မြတ်ဒီရောင်ကြီးဒီဟူသောကုရ်အာန်မြတ်ကိုနှစ်40ဥပြီးလူလောကကိုလွတ်ကိုရောတတ်တော်40ကြာတော့မှကုရ်အာန်ကျမ်းတော်များချပြီဟောမီးအရင်ဖွင့်တယ်ပြီးမှစာအုပ်ချပြီဟောဖြစ်ရနဲ့လည်းလာပြီးကြိုက်နော်အဲ့ဒါကြောင့်မို့ဒီဟာကိုဒီဆိုအချင်းဖြစ်ပါတယ်ကျန်တဲ့နှစ်ပုဒ်ကတော့ကျွန်တော်တို့သတိကာကြီးတွေဟာလိုင်းကြီး၄ခုရှိပါတယ်အော်ဒီချစ်တီဖီရဒေါစီနက်ရှဘန်ဒီအော်ဒီချစ်တီဖီရဒေါစီယာမောလာလီယာဆင်းပါတယ်နက်ရှဘန်ဒီယာဟာဇရာအဘူဘကာဆစ်ဒီကဆင်းပါတယ်အဲ့တော့ကျွန်တော်တို့ဒီကာဒီချစ်တီကိုနေအဓိကထားပြီးနက်ရှဘန်ဒီကလည်းအဘူလ်အူလာယီဆိုတာကျွန်တော်တို့ရပါတယ်နော်အဲ့တော့အော်ဒီချစ်တီတို့မှာအမှုပြတဲ့ဟဇရတ်မောလာအလီတခင်ဟာကျွန်တော်တို့ချီးကျူးထားခြင်းနဲ့နောက်ဆုံးစတုထဆိုတဲ့အပိုက်ကတော့ဝလီအားလုံးရဲ့မကိုက်တင်းရဲ့တပရိဖြစ်တော်မူသောဆဟဒ်အဗ်ဒူလ်ကာဒီဂျီလာနီဒီသခင်ကြီးဟာကြီးကျူးထားတဲ့အဖို့ဖြစ်ပါတယ်အကုန်လုံးတော့မပြန်ရကြည့်နဲ့တော့เนาะပြန်လိုက်ရင်ပြန်ပြောခြင်းတဲ့ဟာလေးဟိုတင်းပြီးသွားတော့အခု10နာရီနဲ့18မိနစ်လောက်ရှိပါတယ်နော်ကျွန်တော်7နာရီခွဲထိပြောတော့ကြားထဲမှာကျွန်တော်အများဆုံး2ခါလောက်2မိနစ်လောက်စီနားပြီးတော့ပြောပါအဲ့ဒီဒုတိယအဖို့တတိယအဖို့စရုပ်ထဖို့ကိုဒီတိုင်းပဲဆိုသွားပြနော်အဲ့ဒီနေရာမှာကြားပြက်ကလေးကဲဒါဖြင့်ဗျာ
ဟိုဘုကိုတွေကကြပြလင်္ကာနဲ့ရေးပြီးခမရအောင်ဘာလို့ဒီအတန်နဲ့ဆိုရိုးရိုးဆိုရင်မဖြစ်ဘူးလားစောစောအလာနဟမဒူလာမူဟိဇာဝလ်မူဟိဇာဆိုလို့ယာရဘ်ဆမာအူလာအူလာနဇရာအီလိုင်နာစရီယာတူဘရီဒလီဇဝမာဝရဟမတူလိုင်ဝစီယာဒီတိုင်းခွန်ရအတန်မပါပဲမဆိုဘဲနဲ့တန်နေသာနာနဲ့ဆိုရအောင်ကခမရကသချင်းဝါဒနာပါလို့လားကျွန်တော်သချင်းလက်ဝါဒနာမပါဘူးအတန်ကရောဘလောက်ကောင်းလို့ကြားတဲ့အတိုင်းပဲဗျာဘလောက်မှမကောင်းပါဘူးနော်ခင်ဗျားတို့ကြားတဲ့အတိုင်းပါကျွန်တော်ကြိတ်ကြွားလို့ဟာကျွန်တော်သိကအတန်ကောင်းလို့အတန်လည်းမကောင်းဘူးဝါဒနာလည်းမပါဘူးဒါပေမဲ့အီမမ်ရဘ္ဘာနီအီမမ်အာဟမတ်ဆာဟန်ဒီမူဂျဒစ်အလ်ဖီဆာနီတခင်ကနက်ရှဘန်ဒီယာဟာအိန္ဒိယထဲမှာနက်ရှဘန်ဒီမူဂျဒဒီနဲ့နက်ရှဘန်ဒီအဘူလ်အူလာယီလို့နှစ်လိုင်းဖြာသွားပါနော်ဆိုကြပါစို့ဗျာအေယာဝတီမြစ်ကြီးဟာဟိုပထမကရှင်ပြည်နယ်ကစီးလာတော့ကတော့တမြစ်သေးပဲအောက်ရောက်တော့ဗမော်နာကျတော့ရွှေလီမြစ်ကြီးကဝင်တယ်မန္တလေးနာကျတော့ဒုဋ္ဌဝတီမြစ်ကဝင်တယ်စကိုင်းအောင်နာကျတော့မူးမြစ်ကဝင်လိုက်တယ်ဒီမြင်းညာနာကျတော့မြင်းညာအောင်နာကျတော့ချင်းမြစ်ကဝင်လိုက်တော့အေယာဝတီမြစ်ကြီးကကျဲလာကျဲလိုက်တာအေယာဝတီတိုင်းရောက်ခါနီးကျတော့ဟိုကြံကင်းဟိုဘက်နာကနေပြီးတော့အေယာဝတီဆိုတာကြီးကမဟုတ်ဝင်ဘက်ကဆင်းပြီးဒီဘက်ငဝွန်ဆိုပြီးပသိမ့်မဲ့ဆင်းဒါအေယာဝတီပဲအဲ့ဒီကခွဲလာပေါ့ကျဲပြားကြည့်တော့တလိုင်းကွဲသူတရီကာကြီးတွေကလည်းဟိုအောက်နက်ရှဘန်ဒီယာဟိုနေကစခဲ့တယ်အခုဒီနေ့ရုရှားဆိုဗီယက်ပြည်တော်စုမှာပါတယ်ဘူခါရာအစဒီရီဟာဟိုအီရတ်နိုင်ငံဘဂ္ဂဒက်ကစဒါပေမဲ့အဲ့ဒီတရီကာကြီးတွေကအမနာကျဲပြလာတဲ့အချိန်မှာထူးခြားသောပုဂ္ဂိုလ်တွေကနေပြီးတော့သူတို့နာမည်တွေပါဆက်တွဲတက်ပြီးတော့လိုင်းကြီးတွေကအခုဒီငဝုံမြစ်ကြီးနဲ့အေယာဝတီမြစ်ကြီးလို့ဖြစ်တယ်နော်အေယာဝတီကခွဲလာအဲ့ဒီတိုင်းမှာနက်ရှဘန်ဒီယာဟိုဘူခါရာကနေဆင်းသက်လာပြီးအိန္ဒိယရဲ့ကျတော့သိကျဲပြလာတဲ့အချိန်မှာဆဲဒ်နာမီရအဘူလ်အူလာအီလာအာဘာဒီသခင်လက်ထက်မှာအဲ့ဒီသခင်ကနေနက်ရှဘန်ဒီအဘူလ်အူလာကြီးလို့ဖြစ်လာအဲ့ဒီတရီကကျွန်တော်တို့ရတစ်ဖက်ကအီမမ်အာဟမတ်ဆာဟန်ဒီမူဂျဒစ်အလ်ဖီဆာနီသခင်လက်ထက်မှာနက်ရှဘန်ဒီမူဂျဒဒီလို့ဖြစ်လာအဲ့ဒီမူဂျဒဒီတရီကမူဂျဒဒီဟာအမာနက်ရှဘန်ဒီအဲ့ဒီနက်ရှဘန်ဒီမူဂျဒဒီသခင်ကမိမိမက်တူဘတ်မှာရေးထားအစမာအိုယူရီတူရစ်ခါကောင်းသောအတန်နဲ့ဒီဆိုဖတ်ရခြင်းနှလုံးသားကိုပျော်ပြောင်းစေနုညံ့တယ်ဝရစ်ခတ်တဂျလီဘူရဟမာနှလုံးသားနုညံ့ပျော်ပြောင်းခြင်းသည်အလ္လာဟ်ရဲ့ရဟမတ်ကိုဆွဲယူတယ်တဲ့အောက်ကတန်လိုက်လို့အလ္လာဟ်ရဲ့မဟုတ်မဟာကရုဏာတော်ကိုစိတ်နှလုံးသားပျော်ပြောင်းသွားဆွဲယူအဲ့ဒါကြောင့်မို့အစမာယူရီတူဒရစ်ကာကောင်းသောသာယာသောအတန်နဲ့ဒီဆိုဖတ်ရခြင်းသည်အလ္လာဟ်ရဟမတ်ကိုဆွဲဆောင်သည်လို့မူဂျဒ်အလ်ဖီဆာနီယာမကူဘတ်ဂျာမာကြီးဆိုတော့ကျွန်တော်တို့ခင်ဗျားတို့အားလုံးဟာလောကီကိစ္စအဝနဲ့အခုဒီနေ့မနေ့လင်းတရားစားပြီးပူစရာလည်းတွေ့တယ်ပျော်စရာလည်းတွေ့တယ်မောစရာလည်းတွေ့တယ်ဟုတ်တယ်မလားစိတ်ညစ်စရာလည်းတွေ့တယ်စိတ်ချုပ်စရာလည်းတွေ့တယ်ဆူစရာလည်းတွေ့တယ်အော်စရာလည်းတွေ့ခဲ့ကြအဲ့တော့ဒီမှာလာကြတဲ့အချိန်မှာကျွန်တော်တို့နှလုံးသားတွေဟာကြောက်ကြောလို့ဖြစ်ကြောက်ကြောတော့မြည်ဒီမှာရေပဲ့ဘယ်တော့မှစိတ်မဝင်တရားမို့ကျွန်တော်တို့အထက်မှာပြီးတော့လူတယောက်ကဘယ်လိုပြောမျက်နှာပြောင်းပြီးနေတယ်ဒီကောင်ကြောက်ကြောရေပဲ့တယ်လို့လဲကွာကြောက်ကြောရေပဲ့ဘယ်တော့မှသူကစိတ်မဝင်ဘူးခဏလေးချောတယ်အောက်ကျသွားပြီးတော့ပြန်6မြဲ6တာမယုံကြည်ကြောက်ကြောတွေရေပဲ့ကြည့်စိတ်မဝင်ဘူးအဲ့တော့ကျွန်တော်တို့အားလုံးရဲ့နှလုံးသားတွေဟာလောကီကိစ္စအဝတယ်ကြမ်းထမ်းနေတယ်နော်မာမြင့်နေတယ်အဲ့ဒီမှာတရားဒေသနာတို့မြည်ဒီမှာဖရဏပီတိလို့ခေါ်ပါတယ်ဟောတယ်လို့ပါဠိဖရဏပီတိဆိုတာဝါကွန်းလေးကိုစီရဲထည့်လိုက်လို့ရှိရင်တခါတည်းစီနဲ့ဝါကွန်းဟာရောသွားတယ်စီကတခါတည်းဝါကွန်းကဆုတ်လိုက်တရားနာတယ်ဆိုတာကဝါကွန်းကစီဆုပ်တယ်လို့နှလုံးသားတွင်ရောက်မှာကြောက်ကြောရေပက်တယ်လို့နေရလကားပဲဟုတ်တယ်မဟုတ်လားကြောက်ကြောရေပက်တယ်လို့ပက်ပြီးပြောင်ထင်းနဲ့ပြီးတော့ပြန်ခြောက်တာပဲဆိုတော့အဲ့ဒီဟာလကားပဲကျွန်တော်တို့နှလုံးသားတွင်မှာဟောလိုက်တဲ့တရားဟာဖရဏပီတိဝါကွန်းစီထိပြီးအလားဝါကွန်းလေးတစ်ခုကသာလေးစီကနဲ့ထားလိုက်ကြအိုးစီနဲ့ဝါကွန်းကတခါတည်းဝါကွန်းကလည်းစုပ်စီကဝင်ဝါကွန်းကစုပ်စီကဝင်တယ်တခါတည်းရောသွားအဲ့လိုဖြစ်ရမှာနောက်တစ်ခုကျွန်တော်တို့ထဲကြထွန်ကြတယ်ဆိုတာတောင်သူတွေသိပါတယ်နော်ဒီအတိုင်းအမနံပင်မနဲ့လုပ်ပါထဲရထွန်ရတာဒီအတိုင်းစပါးကျဲလိုက်လို့ရှိရင်ရင်းငယ်တရိษံတွေကကောက်စားရင်ကတ်စားမယ်သို့မဟုတ်သူဟာပေါက်ချင်လဲဟိုနာဒီနာတွေ့ပြီးပြက်ကလေးပါလေးနဲ့ပေါက်ရင်ပေါက်မယ်ဒါပေမဲ့မတန်လွမ်းဘူးမြေဟာနှုတ်သွားအောင်ထဲလိုက်တယ်ပြီးတော့ထွန်လိုက်တယ်အကြိမ်ကြိမ်ထွန်လိုက်အဆက်များလာတဲ့အချိန်မှာမြေနှုညံ့သွားတော့မှဒီပေါ်မှာဘာပင်မဲ့စိုက်အားလုံးသစ္စီဆုံးအောင်ပေါက်တယ်တန်တမာမှာထွားရကြိုင်ဖြစ်အဲ့ဒီလိုဖြစ်စေရန်အတွက်အီမမ်ရဘာနီကလည်းကောင်းသောအသံနဲ့တီဆိုခြင်းသည်နှလုံးသားကိုနှုညံ့သိမ်မွေ့စေသည်နှုညံ့ပျော့ပြောင်းစေသည်နှုညံ့နှလုံးသားနှုညံ့ပျော့ပြောင်းခြင်းသည်အလ္လာဟ်ရဲ့ရဟမတ်မဟာကရုဏာတော်ကိုဆွဲယူအဲ့ဒါကြောင့်အစမာအိုယူရီတူရိခါစ
ကောင်းသောအာကိုနာဂန်ကြီးနေအလ္လာဟ်ရဲ့ရာဟ်မတ်ကိုဖက်ဆောင်ပြီးဆိုတဲ့အတွက်အားလုံးဟာနော်ကျွန်တော်အပါဝင်အားလုံးဟာလောကီကိစ္စအဝဝနဲ့မိမိတို့စိတ်ဟာကြောက်ကြောလို့မာနေရကနေပြီးတော့ဖရဏပီတိဝါကုန်းစီတိတခဲ့သူနုညံ့သွားစီရမြေရိုင်းကိုထဲထွန်လိုက်ပြီးတခဲ့သူစိတ်ထဲမှာနုညံ့သွားစီရအတွက်ဆိုတာပါအသံကောင်းလို့လည်းမဟုတ်အဆူဖောက်ဝါနာပါလို့လည်းမဟုတ်ပါအိုင်ဆူရတေရဟမာနရာဟတေဂျာနီမာအိုင်ဆူရတေရဟမာနရာဟတေဂျာနီမာသောဂျာशेर यज़दान नायबे परवरदिगार ला फताइल ला अली ला सैफाइल ला जुल्फकार शाह मर्दान शेर यज़दान नायबे परवरदिगार तुम अमीरुल मोमिनीन हाजत रवा हो या अली हामिए दी शाफ़े रोज़े जज़ा हो या अली शाह मर्दान शेर यज़दान नायबे परवरदिगार आसान हो मेरे मुश्किल कुशा हो या अली मुश्किल आसान हो मेरे मुश्किल कुशा हो या अली कैद गम से जल्द तर आजाद कीजिए या अली शाह मर्दान शेर यज़दान नायबे परवरदिगार ला फताइल ला अली ला सैफाइल ला जुल्फकार आलम गौसुल आज़म यकता वली पीरे मेरा मुरीद आपका डरना क्या है कुतुबे आलम गौसुल आज़म यकता वली पीरे मेरा मुरीद आपका डरना क्या है नयदी अलरा से मुरीदी कसमा यकीन होता डरना क्या है कुतुबे आलम गौसुल आज़म यकता वली पीरे मेरा मुरीद आपका डरना क्या है मुरीदी लटका अल्लाह रब्बी फरमाया मुरीद आपका डरना क्या है कुतुबे आलम गौसुल आज़म
फरमाया यकीन होता डरना क्या है सेनाई गुएबा चनो तलाई प्यो बा ऐरो दिथे मा चनो अजाऊं या 4 ခုပြောအဲ့ဒီ4ခုကို15မိနစ်လောက်စီပိုင်းပြီးပြောပါနော်ဒီနေ့ကျွန်တော် ARD တိုင်းထဲမှာဒါပါဆိုရင်9ချိန်မြောက်ပဲနော်ပထမဆုံးကျွန်တော်ဝါခေမမြို့နယ်ကျောင်းကုန်းမှာကျွန်မပြီးနေ့ပိုင်းမှာနည်းနည်းဟောခဲ့ပါတယ်ကျွန်းကုန်းနော်ကျွန်းကုန်းမှာဟောခဲ့ပါတယ်ပြီးတော့ဒီဘက်ကတပြေလညောင်ကုန်းမှာညဟောပါတယ်နောက်မောင်တီကြီးကျော်မှာဟောပါတယ်နော်9ရက်နေ့ညကမဟာဗောဓိမသိမ်မြို့မဟာဗောဓိလမ်းမတ်ဘန္ဒာအိုရိုစ်မှာမတ်ဘန္ဒာရီအိုရိုစ်မှာကျွန်တော်ဟောပြီးဒါပြစမအကျဉ်းတော့အဲ့ဒီ4ကိန်းစလုံးမှာလည်းဒါလေးတချို့နေရာမှာကြဲကြဲပြောတယ်တချို့နေရာမှာကျင်းပြောတယ်အဲ့တော့ဒီကနေ့တော့အဲ့ဒီစလာတဲ့အကြောင်းအရာလေးကိုခက်ကျင်းပဲပြောပြီးတော့ဒီပြနောက်ထပ်ပြန်ပြဿနာအကြောင်းအရာ3ရပ်ပြောပါအလုံးပေါင်းအကြောင်းအရာ4ရပ်ပထမဆုံးပြောချင်တာကအစ္စလာမ်သာသနာတော်မှာသာသနာတွင်သာသနာ3ရပ်ရှိပါဥမာဗုဒ္ဓသာသနာမှာသာသနာတွင်၌ပရိယတ္တိသာသနာပฏิပတ်တိသာသနာပฏิဝေဒသာသနာရဲ့လို့သာသနာ3ရပ်ရှိသလိုအစ္စလာမ်သာသနာတွင်မှာလည်းအီမန်သာသနာအစ္စလာမ်သာသနာအဟ်ဆန်သာသနာနော်အဲ့ဒီသာသနာ3ရပ်ရှိကြောင်းဟာဒီနေ့မစ်ကတ်ကျမ်းဗမာလိုပြန်ပြီးလဲရှိပါအီမန်ဆိုတာဘာလဲလို့မေးတဲ့အချိန်မှာကုရ်အာန်မြတ်ကပြန်ဖြေတယ်နော်မလ်အီမန်အကဘီရနီအနီလ်အီမန်ဩတမန်တော်မြတ်အီမန်ဆိုတာဘာလဲလို့ဂျိဘရာအီလ်ဆိုတဲ့မြမကြီးကလူအောင်ဆောင်ပြီးလာမေးတယ်အားလုံးသာဝကများခြံရ၍တမန်တော်မြတ်စံစားနေတဲ့အချိန်မှာလာပြီးတော့မေးတယ်နော်အဲ့ဒီမှာတမန်တော်မြတ်ကဘာဖြေလဲအလ်အီမန်အန်တူမင်ဘီလာဟီဝမလာအီကတီဟီဝကုတူဘီဟီဝရူဆူလီဝလ်ယောမီလ်အာခီရနော်အီမန်ဆိုတာကအလ္လာဟ်ရှင်မြတ်ကိုယုံကြည်ခြင်းထိုရှင်မြတ်ဖန်ဆင်းထားတဲ့မလာအီကာမြမာတွေရှိတယ်ဆိုတာယုံကြည်ခြင်းနော်ထိုရှင်မြတ်ချပေးသနာတော်မူသောကောင်းကင်ညကျမ်းစာကြီးတွေရှိတယ်ဆိုတာယုံကြည်ခြင်းအခုကုရ်အာန်ကျမ်းတော်များဟာနောက်ဆုံးချတာဒီအရင်ကလည်းကောင်းကင်ကချပေးတဲ့ကျမ်းစာတွေရှိတယ်နော်ပြီးတဲ့နောက်တမန်တော်မြတ်ရဲ့အရင်3400ကျော်သောတမန်တော်မြတ်မှာဟာတမန်တော်မြတ်တွေဆေလွတ်ခဲ့တယ်ဆိုတဲ့နဗီရဆူလ်တွေယုံကြည်ခြင်းနော်ဒီကမ္ဘာလောကကြီးသည်နေဆာထာဝရမဟုတ်တနေ့မဟုတ်စัจ java လာကြီးဟာတနေ့မဟုတ်တနေ့ပျက်စီးရမယ်အနိစ္စသာလျင်ဖြစ်တယ်လို့ယုံကြည်ခြင်းကျွန်တော်တို့လူတွေရဲ့နတ်တွေမြမာတွေသက်ရှိသက်မဲ့အဘိညာဏကသဗ္ဗညာဏကအားလုံးဟာနေဆာထာဝရအမြဲတည်နေမှာမဟုတ်ဘူးကျွန်တော်တို့ပါဝင်လူရောနတ်ရောမြမာရောအဟိတရိစ္ဆာန်ရောအဘိညာဏကပစ္စည်းတွေရောသက်မဲ့ပစ္စည်းတွေရောအားလုံးဟာတနေ့မဟုတ်တနေ့ပြည့်ရမယ်လို့ယုံကြည်ရအနိစ္စသာလျင်ဖြစ်တယ်နိစ္စမဟုတ်နော်အဲ့ဒါယုံကြည်ခြင်းတို့အီမန်ယုံကြည်ချက်ဆိုတာအဲ့ဒါယုံကြည်ရမယ်ပြီးတော့တက္ကတိလူရောနတ်ရောမြမာရောဟာကိုထင်တိုင်းကိုလှုပ်ချင်တာလှုပ်လို့မဖြစ်ဘူးကိုလှုပ်တဲ့ပုံမှာကိုကံညာဝရိယာပုံမှာတက္ကတိဆိုတဲ့အလ္လာဟ်ရှင်မြတ်သတ်မှတ်ထားတာအုပ်ချုပ်ထားတယ်ကိုဖြစ်ချင်တာမဖြစ်ရဘူးနော်ဖြစ်တင်တာဖြစ်ရမယ်ကိုလှုပ်တိုင်းမဖြစ်ဘူးလူလည်းမဖြစ်ဘူးနတ်လည်းမဖြစ်ဘူးတက္ကတိအလ္လာဟ်အချုပ်သာနာကံလို့သတ်မှတ်ပါနော်ကံကိုဘယ်သူမှမလွန်ဆန်နိုင်လို့အဲ့ဒါကိုအစ္စလာမ်သာနာတက္ကတိလို့ခေါ်ပါတယ်အလ္လာဟ်ရှင်မြတ်ကချုပ်ကင်သတ်မှတ်ထားခြင်းအဲ့ဒါကိုယုံကြည်ရငါတို့လှုပ်ရင်ကုန်ဖြစ်တယ်ကွာမပြောရဘူးလှုပ်တိုင်းမဖြစ်ဘူးနော်ဒါတခုတည်းအကျယ်ပြောမယ်ဆိုအများကြီးပါလှုပ်တိုင်းဖြစ်တယ်ဆိုတာတိပင်ဟာတွေမလှုပ်ပါနဲ့ဗျာနော်ဘယ်သူမှမအိုခြင်းမနာခြင်းမသေးခြင်းပါဘူးလှုပ်ဆမ်းမှာမအိုအောင်လှုပ်ဆမ်းမှာမနာအောင်လှုပ်ဆမ်းမှာမသေးအောင်လှုပ်ဆမ်းမှာဘယ်ဖြစ်လို့တော့မဖြစ်ဘူးလူတွေစွမ်းနေဘယ်စွမ်းရမှာတော့သူချုပ်ကင်ထားတာကြီးကဲအဲ့ဒီအိုနာသေးဆိုတာကြီးကဝေးပါတယ်ဗျာမနဲ့လင်းလာပိုက်စားပြီကိုယ့်ဘိုက်ကိုမဆောင်အောင်လုပ်ကြည့်ကြစမ်းပါပိုက်ဆောင်ကုန်တယ်မနဲ့လင်းလာရင်တော့ကြသမင်းစားကြတယ်ပါမရဘူးနော်သတ်မှတ်ထားတာကြီးကောင်းအဲ့ဒါကိုအီမန်လို့ခေါ်တယ်ပြီးတဲ့နောက်သေသွားပြီးတဲ့နောက်လူတွေဟာဒီတိုင်းမဟုတ်ဘူးကိုလှုပ်ချင်တာတွေလှုပ်သွားသေသွားပြီးတော့မဟုတ်သေပြီးတော့တဖန်ပြန်ရှင်ရမယ်ကုသိုလ်အကုသိုလ်စစ်ဆေးမင်းများခြင်းခံရမယ်ကုသိုလ်ကောင်းလို့ရှိရင်အမတဒုက္ခဘုံကိုရမယ်အကုသိုလ်များရင်ငရဲကိုကြာရအောင်မယ်ဒါတွေကလက်ခံရမယ်ဒါကိုတမန်တော်မြတ်ကဖြေကြအဲ့ဒီမှာသူကဆက်ပြီးမေးတယ်ကျွန်တော်အချင်းချုပ်ပြောတာနော်အကျယ်ကတော့အဲ့ဒီဂါဂျီဆပ်တို့ဘာသာပြန်ထားတဲ့တမန်တော်မြတ်ရဲ့ဩဝါဒကျမ်းဆိုတဲ့ဟာဗမာလူပြန်ပြီးရှိပါတယ်အဲ့ဒီထဲမှာဆက်လက်ကြည့်ကြပါဒုတိယဂျိဘရာအီလ်ကလူရောင်ဆောင်ထားတဲ့မြမာကြီးကပါမေးတယ်ဝ
أخبرني عن الإسلام إسلام سورة شنجا باو تمانو ميا بيا سورة قرآن ميا كبا شنجا بني الإسلام على خمس إسلام باو أشيغا نابو باو ما تيسان كار لا بالله خمسة شهادة أن لا إله إلا الله وأن محمد رسول الله الله شنجا مروا كابو كوا جن خناي دومشي باسوراي محمد قرآن ميا تيتوشي سيلو دومورة مهاتمان وفيد سورة يوم جيزوا فين نوكا فايوتي وإقام الصلاة نماز کو سوامیا زو بوجين وإيتاء الزكاة ألو دانا بيغانين زكاة سينيا دانا بيغانين وتصوم صوم رمضان لما واشاونين حج بوجين وفيد لوكي قومي أريد وما بيده وتميره وأخبرني عن الإحسان إحسان سورة بالله فيا وتمير إحسان إيمان إسلام ديبا إحسان سورة بالله سورة ميا كتبشيره الإحسان أن تعبد الله كأنك تراه فإن لم تكن تراه فإنه يراك منو دي الله شميا کو خاو مو پیوတဲ့အချိန်မှာမိမိတို့မျက်လုံးနဲ့ Allah ရှင်မြတ်ကိုဖူးတွေ့နေရတယ်ဆိုတဲ့အဖြစ်မျိုးနဲ့ခါဖို့ပါအကယ်၍ဒါမဖြစ်နိုင်ဘူးမင်းတို့ဘက်ကမစွမ်းဘူးဆိုရင်ဝအင်နဟူယရမင်းပြုလို့လှုပ်ရှားဝတ်ပြုနေတာအားလုံးကိုဖန်ဆင်းတော်မူသောရှင်မြတ်ဟာမြင်နေတယ်မင်းပါဇက်ကရွတ်ဆိုတသနေတာကြားတော်မူနေတယ်ဆိုတာသဘောထားပြီးဖတ်ပါလို့သင်ပြအဲ့ဒီမှာသူကဆဒက်တယာရဆူလလာကိုရောဖြေတာမှန်ပါတယ်ဘုရားဆိုပြန်သွားတယ်အဲ့ဒီမှာဆွာဟာဘာသာဝကတွေကမတင်တတ်ဘူးဒီလူကလာလည်းမေးသေးတယ်ပြီးတော့ဖြေတော့အေးအေးလေးဟုတ်ကဲ့လို့မထူးဘူးနော်မနေသေးဘူးကိုရောဖြေတာမှန်တယ်လို့သူကပြဖြေတာမှန်တယ်ဆိုတော့ကျောင်းသားလေးတယောက်ကဇာမိုးရောဖြေတော့ဆရာကြီးကမှန်တယ်ပြောသလိုသူကကိုရောဖြေတာမှန်တယ်လို့ပြောသွားတော့သာဝကတွေကဒီလူနဲ့လူစမ်းกว่าသူကမသိလို့လေတို့တမန်တော်များကြီးလာမေးသေးတယ်ပြီးတော့သူကကျောင်းသားလေးတယောက်ကဇာမိုးပဲဖြေတော့မှန်တယ်ပြောသလိုကိုရောဖြေတာမှန်ပါတယ်လို့သူကပြောသွားတယ်ဆိုတော့ကိုရောမြတ်ကဒါတခြားမဟုတ်ဘူးကွာတဲ့လူစစ်မဟုတ်ဘူးမြမကြီးတမန်တော်များများစီကိုအလ္လာဟ်ရှင်မြတ်ရဲ့မုခဘတ်တော်များတည်ဆောင်ရတဲ့တာဝန်ထမ်းဆောင်ရတဲ့ဂျိဘရာအီလ်မြမကြီးဖြစ်တယ်မင်းတို့ကိုဒီဟာကိုလာသင်ပေးတာဆိုတဲ့ဩဘာဒတော်ရအစ္စလာမ်သာသနာတွင်မှာသာသနာ300ရှိတယ်ဒါအချင်းချုပ်ကျွန်တော်ပြောတယ်အဲ့ဒီမှာအီမန်ဆိုတာစိတ်ပိုင်းဆိုင်ရာယုံကြည်ချက်နော်ခုနကပြောတဲ့ဒါတွေယုံရမယ်ဒါတွေယုံရမယ်ဒါတွေယုံရမယ်အဲ့ဒီယုံကြည်ချက်ကိုအကျယ်ပြောင်ဆိုတဲ့ပညာရပ်ကိုအီလ်မီကလာမ်သို့မဟုတ်အီလ်မီအကာယတ်လို့ခေါ်တယ်အီလ်မီကလာမ်သို့မဟုတ်အီလ်မီအကာယတ်ယုံကြည်ချက်ပိုင်းဆိုင်ရာကိုအကျယ်ပြောင်ဆိုသောပညာရပ်အဲ့ဒီယုံကြည်ချက်ပိုင်းဆိုင်ရာကိုဘယ်ကထုံးလို့ပြီးဆောက်တည်ထားသလဲနံပါတ်1ကုရ်အာန်ကျမ်းတော်မြတ်ကုရ်အာန်ကျမ်းတော်မြတ်ကတော့ကျမ်းရင်ကိုကုရ်အာန်ကျမ်းတော်မြတ်ကတော့ကျမ်းရင်ခဏနားတဲ့ချိန်မှာတိုက်ပါလားနားတဲ့ချိန်ကုရ်အာန်ကျမ်းတော်မြတ်ဒုတိယကဟဒီသ်ဩဝါဒတော်ကတ္တယအစ်ဂျမာအွမ်မတ်ဆိုတာလက်ထက်တော်ကစပြီးသာဝကကြီးတွေအပါအဝင်ခေတ်တိုင်းပုဂ္ဂိုလ်တွေတညီကျညွတ်တဲ့ဆုံးဖြတ်ကြတာအစ်ဂျမာအွမ်မတ်လို့အဲ့ဒီသာရကကြီး300ဒီအကောက3ခုကနေပြီးယုံကြည်ချက်ပိုင်းဆိုင်ရာတွေကိုထုံးလို့အဲ့ဒီအီလ်မေအကာယတ်နဲ့ပတ်သက်ပြီးဆွန်နတ်ဂျမာအမှာမဇ်ဟဘ်ဆိုတဲ့လမ်းစဉ်ကြီး3ခုရှိတခုကဘာလဲအဘူမန်ဆူမာတူရီဒီရဲ့မာတူရီဒီယာမဆပ်အကာယတ်နဲ့ပတ်သက်ဒီနေ့ကျွန်တော်တို့အများစုသိနေတာဘေကာနဲ့ပတ်သက်တဲ့မဆပ်4ခုသာအများစုသိနေတာဆွန်နတ်ဂျမာအကီဒါအကာယတ်နဲ့ပတ်သက်တာမဆပ်3ခုရှိလမ်းစဉ်ကြီး3ခုရှိတခုကအီမမ်အဘူမန်ဆူမာတူရီဒီတခင်ရဲ့မာတူရီဒီယာမဆပ်နောက်တစ်ခုကအီမမ်အဘူလ်ဟဆန်အရှအရီရဲ့အရှအရီယာမဆပ်နောက်တစ်ခုကအီမမ်အဟမဒ်ဘင်ဟမ်ဘလီဟမ်ဘလီမဆပ်ရဲ့လို့အကာယတ်မဆပ်3ခုရှိပါတယ်အဲ့ဒီအကာယတ်ဆိုတဲ့ယုံကြည်ချက်ဟာကုရ်အာန်နဲ့ထုတ်လို့ပြီးကျင့်သုံးရပါတယ်ဟဒီသ်ဩဝါဒတော်တွေကကျင့်သုံးရပါတယ်ပြီးတော့အစ်ဂျမာရဲ့အွမ်မတ်ဒုတိယသာသနာဖြစ်တဲ့အစ္စလာမ်သာသနာဟာရဲ့အကျယ်ပြန်ဆိုတဲ့ဟာတော့အီလ်မီဖီကာဟ်လို့ခေါ်ပါတယ်ဓမ္မသပညာနော်အဲ့ဒီပညာကိုအီလ်မီဖီကာကြတော့ကိုခုနကကုရ်အာန်ရဲ့ဟဒီသ်ရဲ့အစ်ဂျမာရဲ့နော်အလ္လာဟ်ရှင်မြတ်ရဲ့မုခဘတ်တော်ဖြစ်တဲ့ကုရ်အာန်ရဲ့ကိုရောမြတ်ရဲ့ဩဝါဒတော်တွေဖြစ်တဲ့ဟဒီသ်တော်ရဲ့ပြီးတော့စောစောကပြောတဲ့အစ်ဂျမာအွမ်မတ်အဖြစ်ကီယာစ်မုဂျ်တဟစ်ဓမ္မသရှင်သခင်ကြီးတွေရဲ့အမတန်ထူးစူးချပြတ်သား၍တော့ညံများဖြင့်စူးချပြတ်သားသောနော်ညံဖြင့်တိကျစွာဆုံးဖြတ်သုံးသပ်ထားတာကိုကီယာစ်ကိုခေါ်ပါတယ်တခုချင်းအကျယ်ပြောရင်တော့ကြာသွားပါလိမ့်မယ်ကီယာစ်ဆိုတာအမတန်ထူးကြတဲ့အီမာမ်အဘူနီဖာအီမာမ်မာလစ်စတဲ့ပုဂ္ဂိုလ်ကြီးတွေရဲ့ကီယာစ်အတွေ့အခေါ်ကုရ်အာန်ဟဒီသ်နဲ့အစ်ဂျမာကိုမှီးပြီးတော့ကိုးကားပြီးလုပ်တဲ့ကီယာစ်အဲ့ဒီကီယာစ်ရဲ့ဒီအခြေခံကြီး၄ခုပေါ်မှာအီလ်မီဖီကာဟာတည်ဆောက်ထားပါတယ်အဲ့ဒီအီလ်မီဖီကာနဲ့ပတ်သက်ပြီးမဆပ်ကြီး၄ခုရှိပါတယ်နော်ဟာနဖီအီမာမ်အဘူနီဖာသခင်ကြီးကဟာနဖီမဇ်ဟဘ်အီမာမ်မာလစ်သခင်ကြီးကမာလီကီမဇ်ဟဘ်
Imam Shafi the Kenya, Shafi must have Imam Ahmad bin Hanbal the Kenya, Hanbali must have you. Come. That is Adana Pite. Ilmit Ehsan Zadana. Eri Ehsan go a Japian had a Badayagu, Ilmit the Sawu. Oh, Iman go a Japian Badayagu, Ilmi Kalam, Domo Ilmi Ahoyet. Islam go a Japian Hare, Dinayagu, Ilmi Fiqah. The Sawu go a Ilmi Ehsan go a Japian Badayagu, Ilmi the Sawu. Ilmi the Sawu Mara, Solo of your Trigaji lands in League. Now, there are Dali, which are not to be obedient now. Ilmi the Sawu Jarabana South with the Quran Hadith. Oh, Quran Hadith Karamabalu, Iman Malebare, Feka Malebare, the Sawu Male, Quran Hadith. Allah Shimea Mukbatone, Kuramea over or takes one. When you Tatia, Nesaruka Pite, Ijmane, Kiasa, the Sawu Mamabaro, Babulale, Ilham min Allah. Allah Shimea Chido, Walireboma, Allah Chabi, Ilham. Eri Ilham ha, the Sawub Sabdi de Tema, Quran, Hadith, Ilham, Yedidung, Sabdi. Eri Majara, Rigari look caller, must have look call. Now, at a Dibiana, which you know, a Jin Pabaro. Eri Dong Sadana Tonya Shi de Tema. Iman Yonji Jene. But Hamazal Pite, Iman Yonji Jene, Dudia, Zalna Pite, when Islam. Go no, no, Saudi, don't look, don't ya look here, Saudi Arabare, Payu Arabare, now Kaya was Imanov, Long Barcelona, Hayarabare, Logarabare, Pulo Shamudi Bare, Eri Nakuha. Alago Yogi Baye, Yogi Adirogo, Yogi Baye, Pulo Saudi Muri Hago, the Gate Lanshin Saint Years of Pin, Mapia Basi, Matin Sunday, and Tinchuk with a Pinyaku, Ilmit Sawu. To a Honda take with her. To the Chazimu, who are you taking us? Bazaga Alhamdulillah, Allah Chijuni. Every time say Nalunga, the Gego Allah Chiju de Chiao. Kandago Shema, Lepa Yanidulu. Nalunga, and Allah Yanid, the new Yazin, to think be a Pinya, Ilmit the Sound. So, but Hamas Nakua. Payung Nebira Bar. Mayung Nebira Bar. The Choa Payung Nemia, no Makumaya. The Choraria, Payung Nelemabu, Taku Taya. No? Payung Nebira Bare, Mayung Nebira Bare, Tayung Nebira Bara. Ilmet the Sawu, the Rigat Majaro, Payung Nelemabu, Mayung Nelem, Pasia Lebare, Masia Lebare, Tasia Lebare. Eda Abien. Ayame,